တို့ဒါလေးကိုပြတ်ချနော်โอเคအဲ့ဆိုတို့ရဒီရင်လေးကိုစက်ကြောင်းလေးထည့်ခြင်းနဲ့စက်ကြောင်းလေးထည့်ခြင်းတဲ့အတွက်ကြောင့်3ခွဲလေးဖြစ်သွားအောင်လို့ဒီဘက်ကို3စိဒီမှာပေါ့နော်ဒီရင်လေးဒီရှင်လိုင်းရပြီးတော့တို့ဒီဘက်ကို3စိဒီဘက်ကို3စိတောက်ထိုးလိုက်နော်တို့ဒီကောင်ကြတော့တို့ဖြတ်ဆက်နေတာနော်ဖြတ်ဆက်လေးတော့မှဖြစ်တဲ့အတွက်ကြောင့်တို့ဒါလေးကိုထောင်လေးထိုးလိုက်မယ်ဘာလို့ဆိုရင်လေးက3ခွဲပုံစံမျိုးလေးဖြစ်သွားအောင်နော်အခုလိုထောင်လေးထိုးလိုက်မယ်စင်တီနဲ့ဆိုတော့ဟိုဘက် 1cm ဒီဘက် 1cm နော်ဒီလိုမျိုးလေးထောင်ထိုးလိုက်မယ်ပို့ပြီးရတဲ့ခါကျရင်ဒီတိုင်းလေးပဲတို့လေးတက်ချမယ်နော်โอเคအချက်ခင်မှာတို့ဒီနေရာလေးကကတ်သွားအောင်တစ်ချက်ကြည့်နော်ဒီတွင်းထဲကိုတို့ရ2စိတ်လောက်ဝင်လိုက်အဲဒီရတို့ဒါလေးနဲ့ဒီမြင်းလေးနဲ့ပြရခါကျ level လို့လည်းတို့နည်းနည်းလေးကတ်သွားအောင်တစ်စိတ်လောက်ဝင်လိုက်နော်ဒီတစ်စိတ်နဲ့ဒီကောင်လေးကိုလက်ဆက်နော်ပြရခါကျဒီစိတ်နဲ့ဒီတွင်းထဲကို2စိတ်ဝင်တဲ့ဟာနဲ့လက်ဆက်ဒါဘိုက်ကိုစားထုတ်ပြတယ်နော်အားလေးဒါတို့ရတက်ချတာအင်ဂျီလေးကတ်ချက်သွားအောင်နော်ဒါလေးစားဖို့လို့နော်ဒါမှအင်ဂျီကပုံထကောင်းပါဘူးနော်အဲ့ဆိုရင်ဒီလိုပုံစံလေးတက်ပါတယ်နော်ဒီကောင်လည်းတစ်ခါရတော့ညှက်ထုတ်စားလိုက်တာကောင်လေးကမှင်လေးဆိုနေတော့နည်းနည်းလေးတော့ပြက်နေအောင်နော်အဲ့ဒါကြောင့်အားလေးကိုဆိုရင်ဒီလိုမျိုးလေးတောက်မယ်အဲ့ဆိုရင်တို့တစ်ချက်ကြည့်ပဲဒါလေးတို့ဝေးလန်းချောင်းတစ်ခါဆွဲထားလိုက်နော်ဝေးလန်းချောင်းဆွဲဖို့အတွက်တို့ဒီမှာမှင်လေးနဲ့ဆွဲကြမယ်ဒီမှာခါလိုက်ရပဲချက်ကြည့်ခါလိုက်ရပြီးဆွနာလိုမျိုးပဲဒီမှာတောင်းမှန်လေးရင်းချောင်းလေးဥပမာပေါ့နော်ဒီမှာဒီမြင်းလေးဒီကောင်လေးနဲ့တကန်းနဲ့ဖြစ်တယ်ဆိုရင်ဆွဲချလိုက်တော့ပေါ်ပြီဒါလေးကဝေးလန်းချောင်းသိကြတာလေးပြည့်ညက်တဲ့ခါကျရင်တစ်ခါရပြလိမ့်မယ်နော်အဲ့တိုင်းပဲဒီဟာကိုလည်းအဲ့တိုင်းပဲတို့ဒီမှာခါလိုက်ရှိတယ်ခါလိုက်နဲ့အခုလိုတောင်းမှန်လေးချိန်လိုက်မယ်ဟုတ်လားတောင်းမှန်လေးချိန်လိုက်တယ်ပြင်ပြီးသွားတယ်ဒါလေးကိုနော်အဲ့တိုင်းပဲဝေးလန်းချောင်းတိုင်းပဲတက်တယ်ရှင်းနေပါတယ်တက်ကြည့်မယ်ချုံနေတို့ခက်ချမယ်နော်โอเคအခုအဆင်ပြေတယ်တစ်ချက်ပြောပြရှိတာတို့ point လေးတွေမှတ်တာနော် point လေးတွေကိုခဲအစိမ်းအောင်ပြီးခဲအောင်လုပ်ပြဒီနေရာဒါရင်းအောင်ဝင်းနေသောနာတို့ကာဝေးလိုက်ခဲ့ဒီနေရာလေးကိုစတားလေးပြတာပြီးတော့ဒါ PV ပွားဒီနေရာလေးကိုစတားလေးပြတာဒီနေရာလေးတွေကာပုံလိုက်ရနော်ဒီမှာလည်းအဲ့ဒါပဲဒီနေရာလေးကိုပြင်နေလေးစတားလေးပြတာမယ်ဒီရထိတ်လေးကိုလည်းတို့စတားလေးပြတာနော်နေရာလေးထွေးနေလိုက်ရမယ်နော်အပြည့်ဒီခါလိုင်းလေးကိုလည်းတို့စားလိုက်ကြတာပဲပြင်နေလိုက်ရဒီကောင်လေးကိုလည်းစားလိုက်ကြတာဒီ point လေးတွေကိုတို့ချိန်ပြီးတော့ဆုပ်တာပါပဲနော်ဟုတ်တယ်အပြည့်ဒီကောင်လေးလည်းတစ်ချက်စားကြတာဒါလေးလည်းစားနော်ဖိုက်တိုင်းလေးပဲတို့ပတန်လေးကိုတင်ပြီးတော့ထည့်ရုံပဲဆုပ်စားကြတော့ဆောင်းကြတော့တို့တွေက၄စိတ်ဆုပ်စားဒီကောင်ကြတော့၄စိတ်ပဲဆုပ်စားဒါလည်း၄စိတ်ပဲဆုပ်စားတယ်နော်အခုလိုပုံစံမျိုးလေးဖြစ်သွားပြီဒါလေးဆိုရင်ရှေ့ကျန်းလည်းပြီးသွားပြီဒါကကြတော့ F1 ဒီကောင်ကြတော့ F2 နော်ဒါကကြတော့ B ပေါ့နော် F5 โอเคအဲ့ဆိုဒီပုံစံလေးရပါတယ်ရပါပြီဆိုတော့လက်လေးပဲကျန်တယ်လက်လေးကိုဆွဲပြနော်โอเคအဲ့ဆိုရင်တို့ဒီကောင်လေးကကြတော့ခဏတို့လက်ဖောက်